နိုင်ငံရဲ့ချားကိုရောက်နေကြတဲ့ကျွန်တော်တို့သူတွေကတော့မြန်မာစားချင်တယ်ဆိုရင်အခုလိုမျိုး ready made ထုတ်လို့ရှိပါတယ်အခုကတော့ manly multi လို့ခေါ်ကြတဲ့နန်းကြီးတုပ်လေးကိုမနှက်စာအလွမ်းပြင်းနေတဲ့ဥစ္စာဖြစ်ပါတယ်ဒီမင်းကြီးပျော်လို့ခေါ်တဲ့ ready made ထုတ်တဲ့မှာ multi pack လို့ခေါ်တဲ့နန်းလက်ပါတယ်သူကအရင်လေးစစ်စစ်လေးမှာ9မိနစ်ခန့်လောက်ပြုတ်တာရုံပါပဲနောက်ပြီးတော့စကလေးချောင်းချုပ်ပါတယ်ဒါကတော့ငရုတ်တီးမှုတ်ပါနန်းကြီးတုပ်နဲ့တွဲဖက်ပြီးတော့စားဖို့အတွက်ကိုအင်းရပါတယ်ဒါကတော့နန်းကြီးတုပ်ရဲ့အဓိကအသက်လို့ပြောရတဲ့ပင်မှုတ်ပါဒါတော့စီပါဒါတော့ငပြားရည်ပါဒါကတော့နေဖို့အတွက်လက်လေးပါပါတယ်ကဲခုဆိုရင်ရင်းနှွေးလေးပုတ်ပွတ်ဆူပြီးဆိုတော့နန်းကြီးဘက်ကလေးကိုထည့်ပြီးတော့ပြုတ်ပါမယ်ရှင်ရွေးစုထဲမှာ9မိနစ်လောက်ပြုတ်ပြီးသွားပြီဆိုတော့ရေစစ်ပါမယ်မုတ်ပတ်လေးအေးသွားအောင်ရှည်နည်းနည်းလောင်းပါမယ်ပြီးတဲ့နောက်မှာပကံလုံးနဲ့ထည့်ပြီးတော့သူ့မှာပါဝင်တဲ့ပစ္စည်းတွေနဲ့ရောပါမယ်ကဲပါဝင်ပစ္စည်းအားလုံးရောပြီးတော့ထည့်လိုက်တဲ့အခါမှာအရသာရှိတဲ့မြမလက်ရပစ္စည်းနန်းကြီးတုပ်လို့ခေါ်တဲ့မန္တလေးမုတ်တီကိုရပါပြီနန်းကြီးတုပ်ကိုပုံပုံပြည့်စုံသွားအောင်ဘဲဥချမ်းလေးစိတ်ထည့်ပါရဲ့အပေါ်ကစက်ကလေးချောင်းလေးဖြူလိုက်ပါရဲ့နန်းကြီးတုပ်လေးနဲ့လိုက်ဖက်ဆုံးပြအောင်လက်ဖက်ရည်လေးနဲ့တွဲပြီးတော့စားပါမယ်ဒါကတော့ Royal မြန်မာတင်ထုတ်လက်ဖက်ရည်ပါကဲခုဆိုရင်မြန်မာအစားလွမ်းနေရဲ့ကျွန်တော်ကတော့မနက်ခင်းလေးမှာနန်းကြီးတုပ်နဲ့လက်ဖက်ရည်လေးကိုတွဲပြီးတော့စားလိုက်ပါအောင်မယ်အားလုံးပဲနောက်ဘလို့ကြာတင်တွေ့မှာပဲတတပါ